မန်စီးတီးရဲ့ဂိုးပေါက်စိန်ခေါ်မှုအသစ်အားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မန်ချက်စတာစီးတီးအသင်းဟာယာတီသစ်အတွက်အပြောင်းလဲချိုးနဲ့အတူစတင်ပြင်ဆင်နေပါပြီအသင်းရဲ့ဒုတိယဂိုးသမားဖြစ်တဲ့ Jane Trustford က Leeds United အသင်းစီအပြီးသက်ပြောင်းရွှေ့တော့မှာပါဒါကြောင့်အသင်းမှာဒိုနာရူမာနဲ့ Matthias Bettinelli တို့ပဲကျန်ရှိတော့မှာဖြစ်ပြီးအရန်ဂိုးသမားတဦးထပ်မံလိုအပ်နေမှာပါဒီနေရာမှာမာဆေးအသင်းရဲ့အာဂျင်တီနာဂိုးသမားဂျီရိုနီမိုရူလီကိုခေါ်ယူဖို့သတင်းတွေထွက်ပေါ်နေပါတယ်။အတွေ့အကြုံရင်ရူလီရောက်ရှိလာခဲ့မယ်ဆိုရင်ဒေါနာရာမာရဲ့ပထမဂိုးသမားနေရာကိုပါစိန်ခေါ်နိုင်မလားဆိုတာပရိသတ်တွေစိတ်ဝင်စားနေကြပါတယ်။ပြီးခဲ့တဲ့ရာသီကမာဆေးအသင်းမှာကစားခဲ့တဲ့ရူလီဟာဒေါနာရာမာထက်ပိုမိုအလုံးများတဲ့ဂိုးသမားတစ်ယောက်ပါ။ရူလီဟာတပွဲပြင်းပြ2.9 ကြိမ်အထိကာကွယ်မှုပြုလုပ်ခဲ့ရပြီးစီဒီကိုသမားရဲ့2.3 ကြိမ်ထက်ပိုမိုများပြားခဲ့ပါတယ်။ဗန်နဒီအေရီယာအတွင်းနဲ့အပြင်ဘကအန်ဒီရရှိတဲ့ကန်ချက်တွေကာကွယ်ရမှာလဲရူလီကအနေငယ်တာလို့နေပါတယ်။ဒါပေမဲ့ကာကွယ်နိုင်မှုရာဂိုင်နှုန်းမှာတော့ဒေါနာရာမာက82.9 ရာဂိုင်နှုန်းအထိရှိခဲ့ပြီးရူလီရဲ့69 ရာဂိုင်နှုန်းထက်ပိုမိုစိတ်ချရကြောင်းသက်သေပြခဲ့ပါတယ်။ဘေးကိုပြန်ပြနဲ့ကလင်းရှိရေတွက်မှလည်းအီတလီကိုသမားကြီးကပိုမိုတာလွန်တဲ့မှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားပါတယ်။ညီပြအန်ဇိုမာရက်စကာရဲ့ညီပြဟာမှာတော့ဂိုးသမားရဲ့ကစားဟန်နဲ့ဘောလုံးပေးပို့မှုကောင်းမှုကအထူးအရေးကြီးပါတယ်။ဒီနေရာမှာရူလီရဲ့စွမ်းဆောင်ရည်ကဒေါနာရာမာအတွက်တော့တကယ်ကိုဖိအားဖြစ်စေနိုင်လာပါပါ။ပြီးခဲ့တဲ့ရာသီကရူဒီဟာတပွဲပြတ်မြောက်ဘောလုံးထိချက်41.8 ကြိမ်ထိရှိခဲ့ပြီးပေးပို့မှုအရေးအတွက်မှလည်းဒေါနာရာမာထက်ပိုမိုများပြားခဲ့ပါတယ်။အတိုးပေးပို့မှုတွေမှာရူလီကအသင်းဘောတွေကိုဘောလုံးလွတ်လွတ်လပ်လပ်ပေးပို့နိုင်ခဲ့တယ်လို့ဘောလုံးအဝေးကန်တင်မှုအပိုင်းမှာလည်းပိုမိုအသုံးဝင်ခဲ့ပါတယ်။မာရက်စကာရဲ့စနစ်မှာအရေးပါတဲ့နောက်တန်းကနေကစားကွက်တိစောက်မှုအတွက်ရူလီရဲ့ခြေစွမ်းဟာပိုမိုကိုင်းညီလို့နေနိုင်ပါတယ်။ဘိုးသမားတွေရဲ့အမှားအယွင်းမရှိစိတ်ချရမှုအပိုင်းမှာတော့ဒေါနာရာမာဟာပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာဂိုးပေးလိုက်ရတဲ့အမှား2ကြိမ်အထိကျူးလွန်ခဲ့ပူပါတယ်။ရူလီကတော့ပြင်သစ်လိမှာအလားတူအမှား2ကြိမ်သာရှိခဲ့တာကြောင့်ပုံမတည်ငြိမ်တဲ့ပုံစံမှာရှိနေပြန်ပါတယ်။ဒါပေမဲ့ရှုံးထွက်အဆင့်ပွဲစဉ်တွေရဲ့ပန်နယ်တီအဆုံးဖြတ်အခြေအနေမှာတော့ဒေါနာရာမာကပုံမအားကိုးရမှာပါ။အီတလီအသင်းနဲ့တူဥရောပချန်ပီယံဖြစ်ခဲ့စဉ်ကလည်းပန်နယ်တီကောက်ွယ်ရမှာနာမည်ကျော်ခဲ့တဲ့ဒေါနာရာမာဟာကစားသမားဘဝပန်နယ်တီ18ကြိမ်အထိကောက်ွယ်ထားနိုင်သူလည်းဖြစ်ပါတယ်။ရူလီယာ2021ယူရိုပါလိချန်ပီယံဘိုလူပွဲတုန်းကလည်းမန်ချက်စတာယူနိုက်တက်အသင်းကိုပန်နယ်တီမှာအနိုင်ရအောင်ကောက်ွယ်ပြီးကိုယ်တိုင်လည်းဂိုးသွင်းယူခဲ့တဲ့သမိုင်းကြောင်းတော့ရှိခဲ့ဘူးပြန်ပါတယ်။အသက်အရွယ်နဲ့အတွေ့အကြုံရကြည့်ရင်လည်းအာဂျင်တီးနားသားရူလီရောက်ရှိလာမှုဟာမန်ချက်စတာစီးတီးအသင်းရဲ့ဂိုးပေါက်ကိုပုံမလုံခြုံသွားစေမှာသိကြပါတယ်။ဒေါနာရာမာအနေနဲ့အမှားမခံတဲ့ဂိုးသမားပထမနေရာကိုထိန်းနိုင်မှုအတွက်ပုံမကြိုးစားလာရတော့မှလည်းဖြစ်ပါတယ်။အပြိုင်ဆိုင်သဘာဝကပဲကစားသမားတွေရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုထွက်ပေါ်လာစေမှာပါ။ ED Head ရဲ့ယာတီပြညာချမ်းတွေမှာတော့မာရက်စကာရဲ့ပထမဦးစားပေးလက်အိတ်ပိုင်ရှင်ဘယ်သူဖြစ်လာမလဲဆိုတာကိုဘောလုံးပရိသတ်တွေရင်ခုန်သွားတဲ့စောင့်မျှော်ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ဒီလိုအရားသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်မှု MM Bookies ကို Like and Follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။